တင်တိပါဒလာအစ္စလမ်ဘာသာဝင်များရဲ့ကိုအန်တဲတွေအရွယ်မရောက်သေးတဲ့မိန်းကလေးနဲ့လက်ထပ်ထိန်များခွင့်ပေးထားရဆိုတာဘူးဟုတ်ပါတယ်ကိုအန်စာအုပ်ထဲမှာပဲဖော်ပြထားရှိပါတယ်အာယတ်ကတော့65လေးပဲဖြစ်ပါတယ်ထိုအာယတ်ကိုမရှင်းပြခင်မသိသေးသောသူများအတွက်ထိုအာယတ်ထဲမှာပါတဲ့စကားလုံးတစ်လုံးကိုရှင်းပြခြင်းပါတယ်ထိုစာလုံးကတော့အစ္စတာဆိုတဲ့စာလုံးပဲဖြစ်ပါတယ်အတ္တာဆိုဒီမှာအစ္စလမ်ဘာသာတွင်လင်မယားနှစ်ယောက်ကွာရှင်းသောအခါမိမဖြစ်သူသည်နောက်မျိုးသားတစ်ယောက်ကိုချက်ချင်းယူပိုင်ခွင့်မရှိပါအချိန်တစ်ခုစောင့်ရပါသည်အလွယ်ပြောရရင်တော့ကွာရှင်းပြီးနောက်မျိုးသမီးများအိမ်ထောင်ထပ်ပြူရန်စောင့်ရသည့်အချိန်ကြာကာလပဲဖြစ်ပါတယ်အဲ့ဒါဆိုအတ္တာ၏အဓိပ္ပာယ်ကိုနားလည်သည်ဟုယူဆပါမည်အဲ့နောက်အာယတ်ကဘာပြောထားလဲကြည့်လိုက်ရအောင်အာယတ်65လေးတွင်ကွာရှင်းပြီးသည့်ဇနီးမိန်းမများတွင်ဓမ္မတာမလာတော့တဲ့မိန်းမများ၏အတ္တာဒီ3လဖြစ်သည်ဓမ္မတာမလာသေးသောမိန်းမများ၏အတ္တာဒီလည်း3လပင်ဖြစ်သည်ကိုဝင်ဆောင်ထားသောမိန်းမများ၏အတ္တာဒီခလေးမွေပြီးသည့်အထိဖြစ်သည်ထိုအာယတ်ထဲတွင်ဓမ္မတာမလာသေးသောမိန်းကလေးများ၏အတ္တာကိုပါခဲ့သွင်းဖော်ပြထားပါသည်မိန်းကလေးများ၏ကျမ်းမြဓမ္မတာလာချိန်သည်အသက်12နှစ်ခန့်ဖြစ်သည်ဓမ္မတာမလာသေးသောမိန်းမဆိုသည်မှာအသက်12နှစ်အောက်မိန်းကလေးငယ်များကိုဆိုလိုခြင်းဖြစ်သည်ဟန်ဆေးရှင်ဤစကားလို့ယုံကြည်ကြတဲ့ကိုအန်စာအုပ်ထဲတွင်အသက်မပြည့်သေးသောမိန်းကလေးငယ်များ၏အတ္တာကိုပါခဲ့သွင်းဖော်ပြထားသည်ကထူးဆန်းလိုနေပေသည်တမန်တော်မူဟာမက်သည်အာအေရှာကိုအသက်6နှစ်တွင်ဆေးဆက်ထိန်ညာခဲ့သည်အာအေရှာအသက်9နှစ်အရွယ်တွင်အတူတူနေခဲ့သည်ထိုအချိန်တွင်တမန်တော်မူဟာမက်သည်အသက်53နှစ်ရှိနေပြီဒါပေမဲ့ယခုအခါမွတ်စလင်နိုင်ငံအများစုတွင်မိန်းကလေးလက်ထပ်နိုင်သည့်အနေဆုံးအသက်ကို18နှစ်အချို့က16နှစ်တို့ပြောင်းလဲခဲ့ပါသည်ထို့သောကြောင့်ကိုအန်ထဲတွင်ပါရှိသည့်ကင်မရာမလာသေးသောမိန်းကလေးများ၏အတ္တကိုလိုက်နာသူမရှိတော့ပေ